ကျွန်တော်ကစားချင်နေတဲ့မုတ်ဆိုရင်လည်းရောက်အောင်စားလိုက်ရမှာစားချင်နေတဲ့မုတ်ရောင်းတဲ့ဆိုင်ကိုလည်းရောက်အောင်သွားပြီးတော့ဝယ်လိုက်ရမှာနေတာထိုက်တာရှိတဲ့သူတူပဲဖြစ်ပါတယ်ကျွန်တော်ကိုလည်းချစ်တယ်ကျွန်တော်ကလည်းချစ်ရတဲ့မန်လေးကချစ်ရသူများအားလုံးကိုအယံလမ်းပါတယ်အယံလမ်းတတိရပါတယ်နော်အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကျွန်တော်အရန်စားချင်နေတဲ့အီကြောက်ကွေးကိုတော့ဝယ်မလို့ပဲဖြစ်ပါတယ်ကျွန်တော်ကမန္တလေးမှာတော့ဆိုရင်လည်းပဲမုတ်တစ်ခုစားချင်ပြီဆိုရင်လည်းပဲအဲ့မုတ်ဆိုင်ကိုရအောင်ရှာတယ်ပြီးတော့အဲ့မုတ်ဆိုင်ကိုရအောင်သွားပြီးတော့စားတတ်တယ်ပေါ့နော်အခုလည်းကျွန်တော်ဒီမှာကအီချက်ခွေးစားချင်နေတာကြာလာပြီပေါ့နော်ဒါပေမဲ့ကျွန်တော်နေတဲ့မြို့မှာကြာတယ်မဆိုင်လည်းမရှိဘူးမနေ့ဆိုရင်အဲ့ရအစောကြီးမထဘူးပေါ့နော်ဒီနေ့ဆိုရင်လည်းဒါအစောဆုံးထတာပေါ့နော်ကျွန်တော်အတွက်ဆိုရင်တော့အစောဆုံးထတာပါအဲ့ဒါက9နာရီရှိပါပြီဆိုင်က9နာရီဖွင့်တာပါကျွန်တော်နေတဲ့မြို့မှာဆိုရင်အီချက်ခွေးရောင်းတဲ့ဆိုင်က2ဆိုင်ရှိရလို့ကျွန်တော်သိထားပါတယ်ဟိုနေ့ကကြတော့ကျွန်တော်ရောက်ခဲ့တာကြတော့ကျွန်တော်နဲ့နီးတဲ့ဆိုင်ကိုရောက်ခဲ့တာပေါ့နော်ကျွန်တော်နဲ့နီးတဲ့ဆိုင်မှာကြတော့အီဂျာကွေးမရှိဘူးပေါ့နော်အခုကျွန်တော်နဲ့ဝေးတဲ့ဆိုင်မှာကြတော့အီဂျာကွေးရှိရလို့ကျွန်တော်ရဲ့ချစ်ရတဲ့ညီမတွေကမျှဝေပေးသွားတာလေးရှိပါတယ်အဲ့တော့ကျွန်တော်ဒီနေ့လမ်းလျှောက်ပြီးတော့မှသွားဝယ်မှာပဲဖြစ်ပါတယ်ကျွန်တော်အိမ်ကနေပြီးတော့မှအီဂျာကွေးဆိုင်ကိုသွားဖို့အတွက်ဆိုရင်အချိန်က1နာရီကျော်ကြာပါတယ်ရထားစီးသွားမယ်ဆိုရင်တော့မိနစ်30ကြာမှာပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီနေ့လမ်းလျှောက်ပြီးတော့မှသွားဝယ်မှာပဲဖြစ်ပါတယ်အဲ့လိုလဲဆိုတော့ကျွန်တော်အရင်စားချင်နေတဲ့အရာတခုဆိုကျွန်တော်မရရအောင်ရှောက်ဝေးပြီးစားတော့တတ်တယ်ပေါ့နော်။နော်ဒီနေ့ဆိုင်ထိလမ်းလျှောက်နိုင်မလား။ဒါမှမဟုတ်ရင်လမ်းတစ်ဝက်မှာပဲယထာစီပြီးတော့ဝယ်ပြမလားဆိုတာကိုကျွန်တော်နဲ့အတူလိုက်ကြည့်ပေးပါဦးနော်။စားချင်တဲ့မုံကိုစားရမှာ။ရစားချင်နေတဲ့မုံဆိုင်ရှိတဲ့နေရာကိုလည်းရောက်အောင်သွားပြီးတော့ဝယ်လိုက်ရမှာ။ကျွန်တော်ကမန္တလေးမှာဆိုရင်လည်းအစားတလိုင်းပေါ့နော်စားချင်တာဆိုရင်စားမဆိုတဲ့အဖွဲ့ထဲမှာပါပါတယ်ကျွန်တော်နဲ့အတူမုံအတူစားပေးမဲ့သူတွေကလည်းနှခါညှိကြမလို့ပါဘူးကျွန်တော်နားမှာမုံသွားစားမယ်ဟေးဆိုတာနဲ့လိုက်မဲ့သူတွေတပုံကြီးရှိပါတယ်အဲ့တော့ကြောင့်မလို့အစားအစာဆိုရင်ကျွန်တော်တို့ကရောက်အောင်လည်းသွားစားပါတယ်မြို့ကိုကြော်ပြီးတော့လည်းသွားစားတတ်တဲ့သူတွေလည်းဖြစ်ပါတယ်ဒီနေ့လေကျွန်တော်ကအီချက်ကွေးကိုအရန်စားချင်နေရပဲဖြစ်ပါတယ်အဲ့တော့ဒီနေ့အီချက်ကွေးရောင်းတဲ့ဆိုင်ကိုကျွန်တော်လမ်းလျှောက်ပြီးတော့မှတောင်းပါပဲဖြစ်ပါတယ်တခုခုစားကြမယ်ဆိုရင်စားကိုစားမှာဆိုတဲ့မန်လေးကချစ်ရသူများအားလုံးကိုလည်းကျွန်တော်တတိယပါတယ်နော်။ဟောလေလူသားတွေကလူသားပဲပေါ့။လွမ်းတဲ့ချိန်လေးရောရှိတာပေါ့ဗျာ။ညီမစားစားတွေပြောပါတယ်။ဒါပေမဲ့ကျွန်တော်နေတဲ့ညမှာကျတော့ညီမစားစားဆိုင်ရောင်းတဲ့ဆိုင်မရှိဘူးပေါ့နော်။အဲ့တော့လေတကူပဲလို့တော့မရဘူးပေါ့နော်။အဲ့တော့ကျွန်တော်တခုစားကြမယ်ဆိုရင်ဒီမှာရှိတာလေးတွေနဲ့ရှာကြံပြီးတော့အိမ်ကထည့်ပေးလိုက်တာလေးတွေနဲ့ပေါ့နော်ချက်ပြုတ်ပြီးတော့စားရတာပဲဖြစ်ပါတယ်ဟိုအပ်တဲ့
ပါတယ်ဈေးကတော့300ပဲပေါ့နော်ပဲပြီးသွားလို့ရှိရင်လေဒီနေရာလေးမှာထိုင်ပြီးတော့မှရှစ်ကင်းလေးတွေကြည့်ရင်လည်းမဟုတ်စားလို့ရပါတယ်ကျွန်တော်ခဏထိုင်လိုက်ပါဦးမယ်ခြေလမ်းတစ်တောင်းကျော်လမ်းလျှောက်ပြီးတဲ့အချိန်မှာကျွန်တော်ရမ်းစားခြင်းနဲ့အီဂျာကွေးကိုရှာခွေတစ်ရှိသွားပါပြီကနေပြီးတော့မှမုံနဲ့အေးနဲ့ဝယ်ထားတာပဲဖြစ်ပါတယ်ကားကမလာသေးလို့စောင့်နေရပါအောင်စန်းကိုသွားမယ်ကားလာပြီပဲဖြစ်ပါတယ်ဒီကနေပြီးတော့မှစီသွားမှာပဲဖြစ်ပါတယ်ဒီစိန်မြင်ရတဲ့မြင်ကွင်းလေးပေါ့နော်ဒီဘက်ကတော့နေမှာမြင်ရတဲ့မြင်ကွင်းလေးကအကြိုက်ဆုံးကတော့ရင်းနှီးလေးစိန်ရတယ်ဒီလိုမျိုးလေးကြည့်ရတာကတော့အကြိုက်ဆုံးပဲဖြစ်ပါတယ်လာဖို့အတွက်ဆိုရင်ဒီလိုမျိုးကားတွေနဲ့လည်းလာကြတယ်ပြီးတော့ကျတော့ဒီဘတ်ကားလေးစီစဉ်ပေးထားရဲပေါ့နော်အဲ့ကားလေးစီလာမယ်ဆိုရင်ကားကလည်းမပေးရပါဘူးသူတို့အချိန်လေးစရာလေးနေပေါ့နော်ပေးထားရှိပါတယ်အဲ့တိုင်းကိုဆောင်းပြီးစီရမှာပဲခရကမလာဒီလိုဆောင်းနေရပဲဖြစ်ပါတယ်ဒီဘတ်ကားလေးပေါ့နော်ဒီလိုဘတ်ကားလေးစီပြီးတော့ဒီဝန်ဆောင်လာမယ်ဆိုရင်တော့ဘတ်ကားကမကုန်ပါဘူးအချိန်လေးနေပေါ့နော်သူတို့ထုတ်ပေးထားတာရှိပါတယ်အဲ့စာဒီချိန်စရာဆိုင်လေးကိုကြည့်ပြီးတော့မှလာလို့ရပါတယ်ဘတ်ကားမတိုင်ကိုပြန်ရောက်ပါပြီ။စားကျင်တဲ့အီဂျာကွဲကိုလည်းဝယ်ခဲ့ရတယ်ပေါ့နော်။ပြီးတော့အွန်ဆန်းကိုလည်းတောက်ခဲ့ရပါတယ်။အွန်ဆန်းကစီစဉ်ပေးထားတဲ့ကားလေးနဲ့အိမ်နားထိရောက်တယ်ဆိုတော့ပေါ့နော်။ကားကလည်းမကုန်ခဲ့ဘူးပေါ့နော်။ဒီနေ့တစ်နေ့လုံးသွားစားပြီးတော့ပြန်လာခဲ့ပါပြီ။ဒီနေ့လည်းစောင်းနေပါပြီ။ဒီလိုလေးမှပြန်တွေ့ပါမယ်နော်။အားလုံးပဲ bye bye